website. ကဲအားလုံးပဲမင်္ဂလာပါရှင်ဒါကတော့မနက်စောကြီးလင်းဝင်ထားသွားတဲ့ vlog လေးပေါ့နော်အမှလူမောင် airport ကိုသွားပါတယ်လူမောင် airport ရောက်တော့ဒီထောက်ပင်ဆိုရဲ့အေးလေးကို first time try ဘူးอ่ะတကယ်ကြီးကပြောလို့အရန်ကောင်းတယ်ပြီးတော့ breakfast ကိုနေခွင်းမှာပဲစားလိုက်ပါရှင်အဲ့မှာလည်းတော်တော်စားလို့ကောင်းတယ်ထိုင်းစားရပဲအဲ့တော့လည်း set menu တွေနှစ်ခုလောက်မှာလိုက်တာပါတယ်လည်းမသိတော်တော့စင်ပြေစားရမနဲ့ဆိုအိတ်ချင်မှုတူနဲ့အမဆိုင်းနေရလဲစကားအရန်ပြောတာအဲလင်းခွင်းကိုမှားပြီးရောက်ဖူးတဲ့အကြောင်းလည်းပြောပြကဲသွားပါပြီ very first time going on a trip with my bestie ဒီကပြောရဲအဲ့ချိန်ဒီမှာဒါပေမဲ့ trip ရောက်သွားတဲ့အချိန်မှာအဲ့လောက်ပြောဖို့ကောင်းမယ်လို့မထင်ထားဘူးကွာအမပြောနေပြီရောက်သွားပြီဆိုပြီးတော့ဒါမဲ့မှာairport pickup ကိုခေါ်ထားအသေးတန်လိုက်ရှာနေတဲ့အချိန်နေရရင်ဆုံး hotel ကိုရင်သွားပါတယ် check in လုပ်တယ်ပြီးတော့ဘိုက်စားလို့ဆိုပြီးတော့အပြင်မှာထွက်စားတယ် vlog တစ်ခုလုံးလည်းစားတောက်နေရစားတော့ပြီးတော့ hotel ပြန်ရောက်တော့ရေကူးတယ်ရေစိမ့်နေဘာကြီးနေမှလည်းမသိဘူးတော့နေရညကြတော့ဒီ Atlas ဆိုတဲ့ beach ကပြောင်းသွားတယ်ပေါ့နော်အဲ Atlas ဆိုတဲ့ beach ကမှတကယ်အုပ်စုလိုက်သွားရင်ပို့ပြီးတော့ပြောဖို့ကောင်းတယ်သူတို့ရဲ့ beach bed တွေယူလို့ရတယ်နေရတကယ်ကြီးနှစ်ယောက်တည်းဆိုတော့ဒီဘားနာမှာပဲသူတို့ entertainment ကြီးကြည့်တယ်ထိုင်နေပြီးတော့အနာမှာဟိုတပုံရိုက်လုပ်တယ်ပြီးတော့ပြန်လိုက်တယ်ပေါ့နော်ပြင်းလာတော့ဒီကအုပ်စုလိုက်သွားရင်တော့ပို့ပြောဖို့ကောင်းတယ်လူအများနဲ့အမတချင်းနေပါလေဆိုပြီးတော့ဒီဟာတော့ New York တွေ fire blowing ဒါဘာလူကိုယ်တိုင် entertainment လုပ်ပြတော့New York ရှိတဲ့မှာလေအဲ့လို free shot တွေဒီ club ကနေ beach club ကနေပြီးတော့တိုက်တာနောက်နေ့မနေ့ကျတော့တကယ်ရင်းနေဟိုဘက်ဒီဘက်နဲ့အဲ hotel မှာ restaurant ဝင်နေပြီးတော့ beach ဘက်မှာ breakfast တော့စားတယ်တကယ်တော့ New York နေရာ beach ဘက်ကိုသွားရဲဆိုတာ surfing လုပ်ဖို့သွားအဲ့နေရာ surfing မလုပ်ဖြစ်လိုက်ဘူးမိုးချုပ်သွားလို့ဆိုပြီးတကယ်ချင်းနေရာအမ sunset view ကြီးအရန်လာတယ်နေရပြန်ကန်ဒီမှာအမ fireworks တွေဖောက်လို့ဆိုပြီးနှစ်ယောက်သားတပုံရိုက်ဗီဒီယိုရိုက်ပြီးတော့ခဏနေလိုက်သေးရပြီးတော့ hotel ပြန်နေညကျတော့အဲ TikTok ကနေပြီးတော့တကယ်ကြီးနေအမ Iron Ferry ပါလီဆိုတာသူတို့ချိန်မှာနာမည်ကြီးရဲဆိုပြီးအဲဆိုင်ကြီးကိုသွားရဲထုံးစံတိုင်း Grab နဲ့ပဲဆိုင်ကစီးပြောပါဆိုအမ traffic ရှိတယ်ခုသွားနေရဲ့ Iron Ferry ပါလီဆိုတဲ့ဆိုင်နာမည်ကြီးရဲ့သူ့ရဲ့ decoration တွေကြောင့်လည်းပါမယ်။ဆိုင်အထဲမှာတော်တော်လေးမိုက်တယ်။ဒါပေမဲ့တပုံရိုက်ကိုနည်းနည်းမှောင်တယ်။ကဲနွေရဲ့ဘာလီပေါက် one vlog လေးရတော့ပါပဲရှင်။ part 2 part 3မှာနွေဘာလီမှာလုပ်ခဲ့ activities တွေအများကြီး share ပေးပါမယ်။နွေရဲ့ နောက် vlog တွေမှာပြန်တွေ့မယ်။ Bye